လူဖီကမသေးပဲပြန်ထလာတာကြောင့်ပင်လယ်သမားတွေလည်းခူရိုပေးတဲ့အချိန်9မိနစ်နဲ့ဘလို့မှမလောက်တော့ဘူးဆိုတာကိုသိလိုက်ကြပါတယ်။နာမီကဒဏ်ရာရထားတဲ့အချိန်မှာတော့ကြံတဲ့ကိစ္စကိုလူဖီတို့ဆက်ရှင်းလိုက်ကြဖို့နဲ့သူ့ရဲ့ရတနာတွေကိုအဆုံးရှုံးခံလို့မရတဲ့အကြောင်းလဲနေရင်တော့လူဖီကိုတတိပေးနေကြတာဖြစ်ပါတယ်။ခူရိုပေးထားတဲ့အချိန်က10မိနစ်ပဲရှိတော့ပြီမဲ့လူဖီကိုလည်းပြန်မချနိုင်တဲ့လက်အောက်ငယ်သားတွေကပဲလို့ကြစားညက်ကုန်ကြပြီးဂျန်ကိုကတော့ခူရိုရဲ့ဒေါသကိုတီးလို့သူနဲ့ဘူးချီပဲလူဖီနဲ့ဆိုရိုကိုရအောင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပေးထားတဲ့အချိန်9မိနစ်ပြည့်သွားပြီမို့လို့ခူရိုကအားလုံးကိုရှင်းဖို့ပြင်နေအောင်နောက်ကနေတယောက်ယောက်လာနေရကိုတီးရဲ့အတွက်လှည့်ပြီးတိုက်ခိုက်လိုက်တဲ့အချိန်ဥဆုကဝန်ခံလိုက်ပါတယ်။ရောက်လာတဲ့သူကခါရဖြစ်ပြီးဥဆုကိုသူမယုံခဲမိရကြောင်းတောင်းပန်လိုက်တဲ့အပြင်ဥဆုကိုတိုင်အခုလိုအသက်နဲ့ရင်ပြီးတိုက်ခိုက်ပေးနေတဲ့အချိန်မှာသူတယောက်တည်းကိုလိုယုံမပြေးနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ခူရိုကတော့တခင်မလေးပိုင်ညာနဲ့ဂျင်းထဲဖို့ကြိုးစားပေမဲ့မယ်ရီပြောပြရကြောင်းအကုန်လုံးကိုတီးပြီးသားဖြစ်တဲ့ခါရကိုလှည့်စားလို့မရတော့ပဲသူ့ရဲ့စီးရိမ်တွေကိုလိုချင်အသာတကြီးနဲ့ပေးမှဖြစ်လို့ဘသူ့မှအန်ရီယံမပေးပဲထွက်သွားဖို့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ကပတိန်ခူရိုက3နှစ်အတွင်းလူတိုင်းရဲ့ယုံကြည်မှုလေးစားမှုကိုရခဲ့တဲ့ငြိမ်းချမ်းတဲ့ဘဝကိုလည်းလိုချင်နေတာဖြစ်လို့ပြည်လည်သမားတွေရွာထဲဝင်လာပြီးခါရကိုပါတတ်သွားရကြောင်းတည်တန်းစာနဲ့ကြံခဲ့တဲ့စီးစိမ်တွေကိုသူကထိန်းသိမ်းပေးမဲ့သူအဖြစ်အများအမြင်မှာသူတော်ကောင်းကြီးလှုပ်ချင်နေတာဖြစ်ပါတယ်။အဲအကြောင်းပဲခါရကသူ့ဖွဲ့ယူလာတဲ့တနက်နဲ့ခူရိုကိုချိန်လိုက်ပြီးမဲ့တစ်ချိန်ကကလဟတ်တိုရဲ့အဖြစ်နဲ့ပြုစုဆောင်းရှောက်ပေးခဲ့တာတွေပျော်လဲအတူဝမ်းနဲ့လဲအတူဖြတ်တန်းခဲ့တာတွေကိုပြန်ပြောရင်ခူရိုကတနက်ကိုဆွဲယူလိုက်ပါတယ်။အဲ့လိုဖြတ်တန်းခဲ့တဲ့အချိန်3နှစ်အတွင်းခါရကိုတတ်နိုင်မှုသူအောင်ကြီးထားခဲ့ရတဲ့အကြောင်းနဲ့သူ့လိုကပတိန်ခူရိုဆိုပြီးကြော်ကြားခဲ့တဲ့ပင်လယ်သမားကြီးတယောက်ကအငိုတန်တဲ့ကောင်မလေးတယောက်ကိုအောင်ကြီးပြုံးပြဒုက္ခခံခဲ့ရတာဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်။လွတ်ကျသွားတဲ့တနက်ကိုဥစွတ်ကကောက်ယူပြီးပြစ်လိုက်ပြီးမြဲခူရိုကကြီးစံကိုပါရှောင်းနိုင်တဲ့အထိလှည့်မြန်နေပြီးသူ့မျက်နှာကိုဥစွတ်ထိုးခဲ့တာအတွက်လည်းအကျွေးမဆက်ရသေးတဲ့အကြောင်းသတိပေးလိုက်ပါတယ်။အဲ့လိုအထိုးခံရတာကိုမုံတဲ့ခူရိုကိုမှလူဖီကရာဘာလတီတစ်လုံးနဲ့မျက်ခွက်ကိုလဲထွက်သွားအောင်တီးပေးလိုက်ပြီးလဲကျသွားတဲ့ခူရိုကိုအကြောင်းဆုံးမသိသေးတဲ့ကလေးတွေကလည်းဝိုင်းဆုံးမနေကြတာကြောင့်အကုန်လုံးနဲ့မျက်လုံးပြူးကုန်ကြပါတယ်။ဥဆုကတော့ချက်ချင်းထွက်ပြေးဖို့ပြောပြီးမြဲအခြေအနေကိုနားမလည်တဲ့ကလေးတွေကခေါင်းဆက်မာနေအောင်ခူရိုကပြန်ထလာပြီးဥဆုကိုဖနှက်စာကျွေးလိုက်ပါတယ်။ကလေးတွေသူ့ကိုစော်ကားတာထက်လူဖီရဲ့ထူးဆန်းတဲ့တိုက်ကွက်ကိုခူရိုကပိုစိတ်ဝင်စားနေတာဖြစ်ပြီးလူဖီကလည်းသူကရာဘာနှစိုးတစ်တီကိုစားထားတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲအကြောင်းခူရိုကအက်ကောင်ကိုသူကိုယ်တိုင်ရှင်းနေတဲ့အချိန်မှာခါရနဲ့ကလေးသုံးအောင်ကိစ္စကိုတာဝန်ယူဖို့ဂျန်ကိုအမိန်ပေးလိုက်ပြီးတေတန်းစာရေးခိုင်ပြီးရနဲ့တခါတည်းကိစ္စတုံးပြဖို့ပါမှားထားလိုက်ပါတယ်။ဆိုရိုကဂျန်ကိုရဲ့လမ်းကိုပိတ်ထားပြီးမြဲစိတ်ညှို့ခံရလို့အစမတန်အင်အားကြီးနေရဲ့ဘာချီရှိနေရကြောင်းထိန်းထားပေးလို့မရပဲဒဏ်ရာတွေကြောင့်ထားလို့မရတော့တဲ့ဥဆုကသူ့ရဲ့ဥဆုပင်လယ်တမအဖွဲ့သားတွေစီခါရကိုကာကွယ်ဖို့တာဝန်ပေးအပ်လိုက်ပါတယ်။ဥဆုပင်လယ်တမအဖွဲ့ရဲ့ရည်ရွယ်ချက်ကသူတို့အတွက်အရေးပါပြီးတန်ဖိုးထားရတဲ့သူတွေကိုကာကွယ်ပေးဖို့ဖြစ်တဲ့အကြောင်းပြောရင်းနဲ့အမိန်ပေးလိုက်တဲ့အတွက်အော်နီယန်တို့ကလည်းသူတို့ကပတိန်ရဲ့စကားအတိုင်းခါရကိုဘေးလွတ်ရခေါ်သွားကြပါတယ်။ဥဆုအဲ့လိုတောက်ကြီးတောက်ကျယ်တွေပြောလိုက်တာကဒီနေရာကနေခါရနဲ့ကလေးတွေကိုထွက်ပြေးစေချင်လို့မယ်ဆိုရိုကသိလိုက်ပြီးတန်ဝင်းနဲ့ပြစ်ဖို့လုပ်နေတဲ့ဂျန်ကိုပါဥဆုကလဲနေရင်လောက်စလုံးနဲ့အချိန်ဆွဲပေးလိုက်ပါတယ်။စိတ်မရှိတော့တဲ့ဆိုရိုကလည်းသူတခါနိုင်မိတာဘူးချီကိုနောက်တစ်ခေါက်ထပ်ပိုင်းပြစ်လိုက်ပြီးရဲ့နောက်ဓာတ်သုံးချောင်းလုံးကိုလှက်လှပပပြန်သိမ်းလိုက်ပါတယ်။အဲ့အချိန်ခါရတို့ဝင်သွားတဲ့တော်တွေကနေလည်းအတန်တွေထွက်လာတာကြောင့်စိတ်မချနိုင်ဖြစ်နေတဲ့ဥဆုကိုခါရတရားကြည့်ကြည့်ရင်ကိုယ်တိုင်လိုက်သွားဖို့နဲ့ဥဆုလိုက်သွားမယ်ဆိုရင်တော့ဘာမှတက်နိုင်တာမရှိတဲ့အကြောင်းခက်နေလိုက်ပါတယ်။လူဖီကသူတို့ဒီမှာရှင်းလိုက်မှဖြစ်လို့ဥဆုကိုခါရနောက်လိုက်သွားဖို့ပြောပြီးမြဲမတ်တက်ရက်ဖို့တော့အနိုင်နဲ့အယိုးကျိုးမတက်နာကျင်နေတဲ့ဥဆုကဘလို့မှထားလို့မရပဲဂျန်ကိုနောက်ကိုမိမယ်ဆိုရင်တော့မှဥဆုလိုကလေးပင်တဲ့တည်းများခေါင်းဆောင်ကနိုင်အောင်ချနိုင်မှာမဟုတ်ဘူးလို့နှိမ့်တယ်လို့စကားတွေနဲ့ခူတို့ကထိုးနှက်လိုက်ပါတယ်။ဥဆုကတော့နားမယောင်ပဲခါရနဲ့ရွာသားတွေကိုကာဝယ်နိုင်မှုအတွက်သူ့လိုပင်လေပြင်းရဲ့ရဲကြီးနဲ့စစ်တီတော်တယောက်ကဘတော်မှလက်လျှော့မှမဟုတ်ဘူးလို့ပြောတဲ့စကားကိုခူရိုရဲ့တပည့်တွေကလည်းဝိုင်းကြီးကုန်ကြပါတယ်။ဂျီနီရဲ့ကောင်တွေစီကိုလူဖီကကြောက်တုံးနဲ့ပြစ်ပေါက်ပေးလိုက်တဲ့အတွက်ဗစက်ပိတ်သွားကြပြီးဆိုရိုကလည်းဥဆုရဲ့ဆန္ဒအတိုင်းသူ့ကိုထမ်းပြီးလိုက်ဖို့ပေးမှဖြစ်တဲ့အတွက်လူဖီကိုတယောက်တည်းထိန်းထားဖို့ပြောလိုက်ပါတယ်။ဆိုရိုကတယောက်တည်းလှည့်သွားရင်လေတေချာပေါက်လမ်းပြောင်းနေဦးမှဖြစ်လို့ရွေးစရာမရှိပေမဲ့ခူရိုကတားမယ်လို့လူဖီကအာယုံလွှဲပေးလိုက်ပါတယ်။လူဖီရဲ့ရာဘာတိုက်ကွက်တွေကခူရိုကိုမထိပေမဲ့ဆိုရိုနဲ့ဥဆုကတော့လွတ်သွားကြပြီးရွာသားတွေကိုမသေးစေချင်တာလောက်နဲ့ကိုနဲ့မဆိုင်တဲ့ကိစ္စကိုဝန်ဆော့ဖက်တဲ့လူဖီကိုလည်းခူရိုကအပိုင်းပိုင်းခုတ်တစ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။ခူရိုကအပိုင်းပိုင်းခုတ်တစ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။လူဖီကသူ့ရဲ့တိုက်ကွက်တွေဖြစ်တဲ့ခေါင်းမူတို့ပစ္စတို web နဲ့ကြုံရကြပန်းချပြီးမြဲလေခူရိုကသူ့ရဲ့အမြန်နှုန်းကြောင့်အသာစီရနေပြီးအဲ့ဒါကိုမြင်တဲ့ဓမြတွေလည်းသူတို့ကပတိန်ကိုဝိုင်းဝန်းဩဘာပေးကြပါတယ်။ဒါပေမဲ့ကလဟာတိုရဲ့တစ်ဖြစ်လေခူရိုကတော့သူ့ကိုကပတိန်ခူရိုလို့မခေါ်ဖို့နဲ့အဲ့နာမည်ကိုဖျောက်ချင်လို့ပဲ၃နှစ်လုံးလုံးဒီအစီအစဉ်ကိုဆွဲခဲ့တာဖြစ်ပြီးအချိန်ပြည့်အစိုးရရဲ့နောက်လိုက်ခွေတွေပင်လယ်ဓမြမဆိုးတွေနဲ့တက်ခိုက်နေရတဲ့ဘဝကိုသူညီးဝန်းနေပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။တစ်ချိန်လုံးကအရှိပင်လယ်တစ်ခွင်မှာကပတိန်ခူရိုဆိုတဲ့နာမည်ကအရန်ကိုကြော်စော်နေရကြောင်းရေတက်ကလည်းသူ့နောက်ကိုခက်ဆိတ်ဆိတ်လိုက်နေခဲ့ပြီးသူမသိမချင်းရက်တက်မှမဟုတ်လို့ခူရိုကသူ့အေးအေးဆေးဆေးနေနိုင်မဲ့အစီအစဉ်တစ်ခုကိုကြိုတင်စီမံခဲ့တာဖြစ်ပါတယ်။အဲအကြောင်းတင်မောရဲ့ကပတိန်နေရာကိုဂျန်ကိုစီဆွဲခဲ့လိုက်ပြီးသူကတော့နောက်ကနေလိုက်နေတဲ့ရေတက်တင်မောစီကိုတယောက်တည်းထွက်သွားခဲ့တာဖြစ်ပါတယ်။ခဏလောက်အကြာမှာတော့တိုက်ခိုက်မှုတွေငြိမ်သက်သွားတာကြောင့်အနားကိုကတ်ကြည့်ကြတဲ့အချိန်ရေတက်သားအလောင်းတွေရဲ့ကြားထဲမှာပင်လယ်သမားကြီးခူရိုကိုတွေ့လိုက်ရပြီးတကောင်ကတော့အသက်ရှင်ဝင်ပေးထားတာကြောင့်သဘောပေါက်တဲ့ဂျန်ကိုကလည်းသူတို့လူတယောက်ကိုကပတိန်ခူရိုလို့သူ့ကိုယ်သူထင်လာအောင်စိတ်ညှို့လိုက်ပါတယ်။အသက်ရှင်သေးရဲ့ရေတက်သားကိုပါသူကပင်လယ်သမားကြီးခူရိုကိုဖမ်းပေးခဲ့တာဖြစ်တဲ့အကြောင်းအုံနောက်ဆေးပေးလိုက်တဲ့အတွက်ခူရိုကိုအနီးကမမြင်ဘူးတဲ့ရေတက်ကလည်းသူတို့ရဲ့လုံးဆက်ကိုယုံသွားခဲ့တာဖြစ်ပါတယ်။
ခုတို့ကပင်လယ်သမားဘဝထက်ချမ်းချမ်းသာသာအေးအေးချမ်းချမ်းနေခြင်းနဲ့လူရိုးသားလေးတယောက်ဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့လူဖီလည်းသူ့စီပြေးဝင်လာတဲ့ခုတို့ရဲ့လက်သေးကိုအနားမရှိရဲ့ကြောက်တုံးနဲ့ညှက်ချိုလိုက်ပါတယ်သမုတ်တရားတစ်ခွင်နာမည်ထွက်မှာကိုကြောက်နေရင်ပင်လယ်သမားမလုံနဲ့လို့ဘူးသီးလို့တတိပေးလိုက်ပြီးကြောက်တုံးနဲ့ခေါင်းကိုပါမိတ်ဆက်ပေးလိုက်ပါတယ်ဦးစိုးရဲ့တပည့်တွေကလည်းခါယာကိုသူတို့လှည့်ပတ်သွားနေကြတော်လန်အတိုင်းလုံခြုံတဲ့နေရာစီရအောင်ခေါ်သွားနေပြီမဲ့နောက်ကလိုက်နေတဲ့ဂျန်ကိုကတော့လမ်းမှာရှိရှိသမျှအကုန်လုံးကိုသူ့ရဲ့လက်နက်နဲ့ပိုင်းဖြတ်နေတာဖြစ်ပါတယ်သုံးအောင်သာဂျန်ကိုရှာမတွေ့စေဖို့အသေးအတန်ပုံနေရတဲ့အချိန်လမ်းစွန့်ရင်ဖြောင်းဖြောင်းမသွားတတ်တဲ့ဆိုတို့ကအရှိနောက်တောင်မြောက်တယ်မကဘယ်တဲ့ညာပါတောက်တလဲတွေကြီးကွင့်နေရဖြစ်ပါတယ်ငကိုတွေကယောဂအခန့်ရှိရဲ့ခါရောကလည်းဆက်မပြေးနိုင်တော့တဲ့အတွက်သူ့ကိုခြံထားခဲ့ဖို့ပြောပေမဲ့သူတို့အတွက်ဦးစုကအစွမ်းကုန်ကြိုးစားပေးခဲ့တာကြောင့်ခါယာတားနေတဲ့ဂျာကနေရှိရဲ့လက်နက်နဲ့ပြတ်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူဖီကြောင့်ခေါင်းပွင့်သွားတဲ့ခူရိုကသူဟာပင်လယ်သမားပါဆိုတဲ့တက်တိမကြံစေဖို့ကြောင်နဲ့ပင်လယ်သမားအားလုံးနဲ့ဂျန်ကိုကိုပါတတ်ဖို့စီစဉ်ထားတာဖြစ်ပြီးသူဟာကပတိန်ခူရိုလို့တည့်ရသူမှန်သမျှကိုအသက်ရှင်ဝင်လုံးဝမပေးဖို့လွန်ခဲ့တဲ့3နှစ်ထဲကကြိုတင်ကြံစီထားတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်သူကတင်မောရဲ့ကပတိန်ဖြစ်လို့လက်အောက်ငယ်သားတွေကသူ့ရဲ့အမိန့်ကိုတခုမှမကြံနာခံရမှာဖြစ်ပြီးတေမလားရှင်းမလားဆိုတာကိုကိုယ်တိုင်ရွေးချယ်ခွင့်မရှိပဲလိုအပ်ရင်သူ့အတွက်လည်းအသေးခံပေးရမှာဖြစ်တဲ့အကြောင်းခူရိုကသူခံယူထားတဲ့ပင်လယ်သမား definition ကိုပြောပြလိုက်ပါတယ်အဲစကားကိုကြားတဲ့လူဖီကလည်းခူရိုမှာနောက်လိုက်တွေရာထောင်ချီရှိနေရင်တော့ဘတော်မှဥစွတ်ကိုမိမှာမဟုတ်တဲ့အကြောင်းထပြောလိုက်ပါတယ်အင်ဂျီမှာချီတုံးကတ်ထားတဲ့ခူရိုကလည်းသူ့ကိုဥစွတ်လောက်တော့အဆင်မရှိဘူးလို့အပြောခံလိုက်ရတဲ့အတွက်ကြံတဲ့လက်သက်တစ်ဖက်နဲ့ထပ်ပြီးတက်ခိုက်ဖို့လုပ်ပေမဲ့လူဖီကတိတ်အများကြီးလိုက်ရှာမနေပဲပတ်ပတ်လေကိုလက်နဲ့ဝှေ့ချလိုက်ပါတယ်ကြောင်ချတော့ရှောင်းနေတဲ့ကွက်ရဲ့အမြန်နှုံးနဲ့တောင်လူဖီကိုအသာစီးမရတဲ့ခူရိုလည်းနောက်ကျောင်းပြန်တက်ခိုက်မှုလို့ခေါ်တဲ့အကွက်နဲ့ရှင်းဖို့ပြင်လိုက်ပြီးအဲ့ဒါကသူ့ရဲ့ area အတွင်းရှိရှိသမျှလူတွေအကုန်လုံးကိုထိတာဖြစ်လို့ကြောင်နဲ့ပင်တဲ့သမားတွေလည်းအဲ့ဒီတက်ကွက်ကိုမတုံးကြဘူးအသေးအတန်ဝိုင်းတောင်းပန်ကြပါတယ်လူဖီကတော့ဘာမှမသိလို့ကြောင်ကြီးနေတဲ့အချိန်ခူရိုကရုတ်တရက်ပျောက်သွားခဲ့ပြီးကြောင်နဲ့ပင်လယ်သမားအဖွဲ့ရဲ့ရတနာတွေကိုထိုင်ခိုးတရဲ့နာမီကလည်းအောက်ကလူတွေအကုန်မလုံးမရှက်ရက်နေရကိုမြင်လိုက်ရပါတယ်။အဲ့အချိန်ခူရိုရဲ့အရေးအယောင်တော့မမြင်ရပဲတယောက်ပြီးတယောက်လဲကျကုန်တဲ့အပြင်နေရာတိုင်းနီးပါးမှာလက်သက်ကုတ်ရတွေရုတ်တရက်ပေါ်လာပြီးဥတီရမရှိမြန်ဆန်လုံးနဲ့တက်ခိုက်မှုတွေကြောင့်ရှိသမျှလူတွေအကုန်တေတော့မယ်ဆိုတာကိုလူဖီကရိပ်မိလိုက်ပါတယ်။ကိုမိတ်ဆွေအဖွဲ့သားတွေကိုလုံးဝအန္တရာယ်မပေးရဘူးလို့ရှန်ကတင်ပြပေးထားတာကြောင့်ခူရိုရဲ့အခုလုပ်ရက်ကလက်ခံနိုင်စရာမရှိပဲသူကိုယ်တိုင်ဒဏ်ရာဒဏ်ချက်တွေကိုတောင်းခံရင်းနဲ့လှုပ်ရှားနေတဲ့ခူရိုရဲ့အင်ဂျီစာကိုလှမ်းဆွဲပြီးကြိုက်ပေါက်လိုက်ပါတယ်။ဒါကတော့ One Piece အပိုင်း8ဖြစ်ပြီးအပိုင်း9ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်